အားလုံးပဲမင်္ဂလာပါဒီညပြောပြမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့တခြားလုံးရောင်းတော့အဖိုးအိုဟိုးရှိတုန်းကရွာလေးတစ်ရွာမှာမောင်မင်းဆိုတဲ့အရန်ဆိုးပြီးလူကြီးစကားနားမထောင်တဲ့ကောင်လေးတစ်ယောက်ရှိတဲ့မောင်မင်းရဲ့အမေကညတိုင်းအမြဲတမ်းပေးလေးရှိတယ်။ဒါည8 နာရီထိုးလို့ခေါင်းလောင်းတန်ကြရင်အိမ်တကားကိုလုံအောင်ပိတ်ပြီးတော့မှအိမ်နော်လမ်းမှာခြူတန်ကြရင်လည်းဘယ်တော့မှထွက်မကြည့်နဲ့တဲ့။ဒါပေမဲ့မောင်မင်းကတော့အမေကလည်းကြောက်အောင်ရှောက်ပြောနေတာပဲဆိုပြီးအမြဲတမ်းလှောင်ပြောလေးရှိတယ်။တညမှာတော့အမေကအိမ်နီးချင်းအိမ်ကိုသွားနေတော့ည8 နာရီအတိအိမ်ရှိလမ်းမကနေကျလင်းဆိုတဲ့ခြူတန်လေးကိုမောင်မင်းကြားလိုက်ရတယ်။ပြီးတော့အရန်မှုတဲ့တကြားလုံးနန့်ကြီးကအိမ်ထဲထိလွင့်ပြန်လာတာပေါ့မောင်မင်းကမအောင်နိုင်တော့ပဲပြတင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါလမ်းပေါ်မှာခေါင်းပေါင်းဖြူကြီးပေါင်းထားတဲ့အဖိုးအိုကြီးတယောက်ဟာတကြားလုံးဘန်းလှလေးကိုကင်ပြီးလမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်တကြားလုံးကလေးတွေကြိုက်တဲ့တကြားလုံးစားရင်ထွက်ခဲ့ကြအဲ့လိုអော်ပြီးလမ်းလျှောက်နေတာပေါ့မောင်မင်းကအမေစကားကိုမေ့ပြီးအိမ်ပြင်ကိုပြေးထွက်သွားတယ်အဖိုးကျွန်တော်တို့တကြားလုံးပေးပါအဖိုးကပြုံးလိုက်ပင်မဲ့အဲ့ဒီအပြုံးကအရန်ကိုခြောက်ချားစရာကောင်းနေတော့တာပဲရတာပေါ့မြေးလေးစားချင်ရင်ဘန်းထဲကနေကိုယ်တိုင်နှိုက်ယူလေလို့အဖိုးကပြောလိုက်တယ်မောင်မင်းကဘန်းထဲကိုလက်နှိုက်လိုက်တဲ့အချိန်မှာအံ့ဩစရာကတော့ဘန်းထဲကတကြားလုံးတွေကတကယ်တကြားလုံးတွေမဟုတ်ပဲအေးဆက်ကြောက်ခဲတွေဖြစ်နေတာကိုတွေးလိုက်ရတယ်ပြီးတော့သူ့လက်ကဘန်းထဲမှာကတ်နေပြီးခွာလို့မရတော့ဘူးအဖိုးကျွန်တော်လက်ကိုလွတ်ပေးပါအောင်လို့မောင်မင်းကអော်လိုက်တဲ့အခါအဖိုးကသူ့ရဲ့ခေါင်းပေါင်ကိုချွတ်လိုက်တယ်အဲ့ဒီမှာနေမောင်မင်းမြင်လိုက်ရတာကတော့အဖိုးရဲ့မျက်နှာမှာမျက်လုံးတွေနှာခေါင်းတွေမပါပဲချောမွနေတဲ့မျက်နှာပြင်ဖြစ်နေတော့တာပါပဲညဘက်မှာလူကြီးစကားနားမထောင်တဲ့ကလေးတွေကငါရဲ့တကြားလုံးတွေဖြစ်ရမယ်လို့အဖိုးကအကွဲအတန်နဲ့ပြောလိုက်တယ်အဖိုးကမောင်မင်းကိုအိတ်ကြီးနှလုံးထဲထည့်ဖို့လုံနေတဲ့အချိန်မှာပဲဒါမောင်မင်းဆိုတဲ့အမေရဲ့အော်တန်ကိုကြားလိုက်ရတယ်အမေကဖျားစာတွေယူပြီးအမွှေးတိုင်းနဲ့ပတ်လိုက်တဲ့အခါအဖိုးကဝုန်းဆိုပြီးမီးခိုးငွေတွေနဲ့အတူပျောက်ကွယ်သွားပါတော့တယ်မောင်မင်းလည်းအဲ့ဒီနေ့ကစပြီးညဘက်မှာအပြစ်မထွက်တော့သလိုလူကြီးစကားကိုလည်းမြေဝဲမကြနားထောင်တဲ့ကောင်လေးတယောက်ဖြစ်သွားပါတော့တယ်ကွယ်ကဲကလေးတို့လည်းဒီပုံမြင်လေးတွေအတိုင်းပဲအိမ်ကလူကြီးရဲ့စကားကိုနားထောင်ဖို့လိုပါတယ်နော်Good night ပါ